မိတ်ဆက်ပြလိုက်ပါဟုတ်တယ်ပဲနင်းတက်အောင်ပါNGCSE ကိုစင်ကာပူမှာ private candidate အနေနဲ့ဖြေရအဲ့တော့အဲ့ဟာဟိုကစဉ်းစားတဲ့သူတွေစဉ်းစားကြမယ်လို့ထင်တယ်ဒါပေမဲ့ပထမတစ်ခုရှိရတော့စဉ်းစားလည်းစဉ်းစားပါတော့ဒါပေမဲ့ဒီကြည့်ပါလေပဲလို့တော့ကိုယ့်ကိုဘာခက်ခဲဖြစ်နေဒီမှာကျောင်းကနေပြောင်းပြီးတော့တော့အစားတော့ဖြစ်နိုင်တယ်တော့မထင်တာပါဆိုတော့တကယ်ကြီးတွေကတော့ကျောင်းမှကျောင်းသွားပြီးတော့ O level ဆက်လုပ်ကြတော့အဲ့မှာအဒီကဟိုကကျောင်းတက်ဖို့မစဉ်းစားတာဘူးမြင်ကျင်လို့လားဟုတ်တယ်အဓိကမြင်ချင်တာရယ်ပြီးတော့ flexible ဖြစ်ချင်တယ်ပေါ့ဒီရတဲ့တင်နိုင်တယ်ဆိုတော့စမ်းကြည့်ရပေါ့စမ်းကြည့်မယ်ဆိုတော့တင်ပြပါတော့လုပ်လိုက်ရတယ်ဒီမှာ exam ဖြေရတာ registration လုပ်တာရောကျွန်တော် revision textbook ဝယ်တာရောဒီ first paper ရှာတာရောဘုံမရတာလေဟိုဟာဒီမြန်မာမှာမဖြေဘဲနဲ့ဒီစင်ကာပူမှာဖြေဖို့စဉ်းစားလိုက်တာဘာဖြစ်လို့လဲဟုတ်တယ်အဲ့ဒါတော့ကျွန်တော်တို့တေချာတော့မပြောရမယ်အဓိကတော့တင်မယ်ဆိုရင်အန်တီကစင်ကာပူမှာနေရဆိုတော့အန်တီလည်းတင်တာဆိုတော့ online အသိအဆင်ကြီး online မှာကြောင့်မြန်မာနိုင်ငံမှာမီးပြတ်နေတာဖြစ်ပါညာဆိုင်လေးကြီးရတယ်ရောအဲ့ဒါပဲစင်ကာပူရဲ့တစ်ခါလာပြီးတင်လိုက်မယ်စင်ကာပူရဲ့တစ်ခါရဲ့ရှိလိုက်တော့တော့အစကတော့ပေါ်လီတက်မယ်ဆို၄ခုနဲ့လုံလောက်ပြီးပြင်ပြလိုက်တာပထမတော့ original plan ကတော့တစ်နှစ်တည်းပြင်မယ်ပေါ့ပြီးတော့မှ၄ခုနဲ့မရအောင်ပေါ်လီ minimum ၅ခုဆိုကြအောင်မှာထပ်ယူရမယ်ဆိုတော့ပါတာ2ခုထပ်ယူရယ်ပြီးတော့မှနောက်နှစ်မှာထပ်ပြင်လိုက်တယ် trail တူတဲ့လမ်းကြောင်းသွားတာကိုတရားပဲပြောင်းလာတာဖြစ်ပါတယ်โอเคတဖြည်းပေါ့နော်အကြောင်းเนี่ยပုံမှန်တိုင်းပဲပထမ semester ပြီး second semester တော့လည်းပုံခတ်လာတယ်ဒါပေမဲ့ကိုက foundation က first semester မှာရပြီးပြီဆိုတော့ second semester တိုင်းစီလိုက်နိုင်တယ်ဒီကစားတော့လို့ပြီးတော့အရင် independent ဖြစ်တယ်ဆိုတော့ကိုယ့်အကိုစားလို့ရတယ်ကိုယ့်အကိုစားလို့ကိုယ်အချိန်လေးပေးရပေါ့နော်ကျွန်တော်တို့ကြောင်း၄ရက်ပဲရှိတယ်တရက်ကကိုယ့်ကိုစားလို့ရတယ်အဲ့တော့အဲ့လိုမျိုးကြိုက်ရင်တော်တော် skill ရယ်လုံးဝ exam ဆိုတာမရှိဘူးအဲ့တော့သူများရဲ့ exam ဖြေနေခြင်းဆိုတော့ AC နားနေလို့ရတယ်နှစ်ပတ်လောက်ဆော့ပြီဒီမှာတော့ model တယောက်ငှားထားပါတယ် Hi hello hey hi နာမည်ဆက်ပြလိုက်ပါဟုတ်တယ်ပဲနင်းတက်အောင်ပါ Okay ဟုတ်ပြီအခုဘာမှတက်နေရလဲဆိုတော့ Singapore Nanyang Polytechnic မှာတောင်းတက်နေyear 3ရောက်ပါyear 3ရောက်ပြီခု intern ဆင်းနေရပါတော့ဆိုတော့ရှာကြီးခုပေါ့ junior လေးတွေခု poly ရှောက်ဖို့အတွက်သိချင်တာရှင်ရှာကြီးကိုမေးလို့ရပါတယ်ရှာကြီးကတွေ့ကြုံရှိပါတယ်ဆိုတော့ဝိုင်းဟိုဟာစရောက်တဲ့အချိန်မပြပါဘယ်တော့မှစရောက်တာကျွန်တော်ရောက်တာနှစ်ကျော်ပြီပေါ့နှစ်ကျော်ပြီဆိုတော့2024လောက်23-24 Okay ဟောဒီမှာပြောချင်တာအခုသူများတွေလုပ်တဲ့နည်းနည်းရှောက်တဲ့ pathway နဲ့နည်းနည်းလေးတော့ကွဲတယ်ပေါ့နော်ဆိုတော့ဘုံကစင်ကာပူမှာဒီမှာဖြေလို့ပြောလို့ရတာနော်ဟုတ်ဒီမှာ IGCSE ကို private candidate အနေနဲ့ IGCSE ကိုစင်ကာပူမှာ private candidate အနေနဲ့ဖြေရအဲ့တော့အဲ့ဟာဟိုကစဉ်းစားတဲ့သူတွေစဉ်းစားကြမယ်လို့ထင်တယ်ဒါပေမဲ့ပထမတစ်ခုရှိရတော့စဉ်းစားလည်းစဉ်းစားပါတော့ဒါပေမဲ့ဒီကြည့်ပါလေဟုတ်နော်အဲ့ဒါရှိရမလား right private candidate ဖြေရအဲ့ရမ okay ဘူးဘယ်ဆက်သွားဒီဘက်အဲ့တော့အဲ့ဒါရှိရပေါ့နော်ဒါပေမဲ့အဲ့မှာဟိုပုံစံလည်းမျိုးရှိရဟိုတချို့ဟိုဟာလေ international IGCSE O level ပဲဖြေလို့ရတယ် or ဒီဘက်စင်ကာပူ IGCSE ဆိုတာလည်းတက်တစ်ခုရှိသေးတယ်အတိအကျမလို့ထင်တယ်ပေါ့နော် research လုပ်ကြည့်ပါအဲ့ဒါနည်းနည်းလေးပို့ပြီးတော့ခတ်ပါတယ် recommend မလုပ်ပါဘူးဖြေလဲဖြေပါ okay အဲ့တော့ဝိုင်းနှစ်တော့ကြာပြီဒါပေမဲ့လို့ဖြေတော့ experience တွေတစ်ချက်မပြပါကျွန်တော်ဖြေတော့ကကျတော့ကျောင်းလည်းမရှိဘူးနော် NT နဲ့တင်တာဆိုတော့အဲ့တော့ကျောင်းမရှိဘူးဆိုတဲ့ဟာတွေနဲ့ပြောပါအဲ့တော့ဟိုဝိုင်းနဲ့တူတူဟိုတိုက်သေးရလေအဲ့တော့အရင်ဆုံး covid တွေပါဖြစ်တယ်ဖြစ်ပြီးသွားတော့အဲ့ federal school ဟုတ်တာအဲ့ဒါဘယ်လိုကြာလဲတစ်လလောက်လေးပဲလားတိတ်မကြောက်တူတူတက်လိုက်သေးရလေတစ်လနှစ်လလောက်နော်တစ်လနှစ်လလောက်ပဲအဲ့တင်လိုက်တယ်အဲ့တက်ပြီးတော့ဝိုင်းပါဆက်လို့ဖြစ်သေးရဲ့အဲ့တက်ပြီးတော့ကျွန်တော်ဟို anchor နဲ့ open နဲ့ပြင်တယ်အဲ့ဒါပြီးတော့မှဒီစင်ကိုခဏလာပြီးတော့တင်လိုက်ပြန်လိုက်နဲ့အဲ့ဒါပြီးသွားပြီး IGC ဆက်လုပ်နေပြီလားနည်းနည်းတော့နားလိုက်ပြီကျွန်တော်နည်းနည်းနားပြီးတော့မှဆက်လုပ်အဲ့ကြောင့်မတူဘာဖြစ်ဆိုတော့ one ဟို preparation လုပ်တာဘယ်လောက်ချိန်ယူလဲ2 years so 2 years တောင်တချို့ဘာသာရ2 years တောင်မပြည့်ဘူးတစ်နှစ်တောင်မပြည့်ဘူးတချို့ဟာone ခွဲပြရမလား right ခွဲပြအချိန်ရလည်းတိတ်မရှိရဘူးနည်းနည်းဆိုရတော့ဟိုကျွန်တော်ပြီးရ2023မေချုံ1ဘယ်လောက်2020တူပဲမလားတူလားတူပဲကျွန်တော်နှစ်ပေါ့2023တခု2024တခုဖြစ်နေအဲ့လိုမှမဟုတ်လေ2022ဒါမှမဟုတ်2023တိတ်တော့မကြည့်ဘူး okay ဆိုတော့ဝိုင်းအဲ့တုန်းက
ကျောင်းခုနကကျောင်းကိစ္စပြောလို့ခေါင်းထဲရောက်လာဆိုအဲ့နည်းနည်းဟုတ်တယ်ဘာလို့လဲဆိုတော့အဲ့တုန်းကဒီမှာတစ်ခုကကျောင်းနေရအရန်မပေါ်သေးဘူးတစ်ချက်ရှိရဲ့ကျောင်းနေလည်းရှိရောရှိရဲ့တချို့အရင်တည်းကဖွင့်ထားပြီးသားဒီ international schools တွေပဲပြောရမှာပေါ့အဲ့ဒါတွေကရှိရောရှိရဲ့ဒါပေမဲ့ the thing is ကဖြတ်တက်ဖို့ပုံစံမျိုးလဲမလွယ်ဘူးပြီးွားရင်တီးတဲ့ကြီးအဲ့လိုမျိုးတက်ဖို့ကကြတော့လည်းမလွယ်ပြန်အဲ့တော့ဒီမျိုးအပြင်ဖြေပါညာအတွက်ကိုတီးတဲ့ prepare လုပ်ပြီးဟာရလည်းအရင်မရှိသေးဘူးဆိုတော့ကို private candidate အနေနဲ့ပြင်တာကြတော့ wine dress ဆိုတော့တော်တော် challenge ဖြစ်ပါတယ်အဓိကအခုအရင်က government school ကနေပြီးတော့အခါလေးလာနော်ပြပြဟောကန်ကြည့်ရလားမသိဘူးဘာခဏကန်ကြည့်ဟုတ်လားဒီစားလေးရောအဲ့ရအစ်မဟုတ်တယ် 这不好，对呀，更加来点去，对吧？လက်ဝါတကယ်အဲ့ဖုန်းကြီးမသိဘူးအိုင်းနဲ့တချိုက်တော့လှုပ်တယ်ဘာလို့ပြကြတော့လားโอเคအဲ့တော့ဝိုင်း prepare လုပ်တော့ကိုကိုဘာခက်ခဲထင်တယ်ဒီမှာကျောင်းကနေပြောင်းပြီးတော့တော့အစကတော့ဖြစ်နိုင်တယ်တော့မထင်တော့ဘူးဆိုတော့တကယ်ချင်းတွေကတော့ကျောင်းမှကျောင်းသွားပြီးတော့ O level ဆက်လုပ်ကြတော့အဲ့မှာအန်တီကဝိုင်းကျောင်းတက်ဖို့မစင်စားတာဘူးလို့မြင်ကျင်လို့လားဟုတ်တယ်အဓိကမြင်ချင်တာရယ်ပြီးတော့ flexible ဖြစ်ချင်တာပေါ့အန်တီကလည်းတင်နိုင်တယ်ဆိုတော့စမ်းကြည့်ရပေါ့စမ်းကြည့်မယ်ဆိုပြီးတော့တင်ပြပါအေးအဲ့တော်တော်ရုံးလိုက်ရဗျအဲ့ဒီစာရီလုပ်နေတဲ့အချိန်တော့အဲ့မှာအေးမှာမနက်မိုးနေတာနဲ့ခါလို့နေခါလို့နေတယ်တော်တော်လုပ်လိုက်ရတော့ဒါတော့โอเคအဲ့ဟုတ်တယ်အဓိကဟိုပထမတစ်ချက်ကတော့ဒီ curriculum structure မတူတာပေါ့နော်အဲ့တစ်ချက်ကို adapt လုပ်ရတာအချိန်တစ်ခုပေးရတယ်။နောက်တစ်ခုကဟိုဥထုံးလေးလို့ဆိုဟို even though ခုနကပြောလို့ပဲအတိအပိုင်းတင်ပေးရသူတွေရှိရဆိုတော့မှအဲ့ဒီ ERO ဘာလို့ဆိုလဲ curriculum မျိုးပြန်ဖတ်ရတာသိရမလား adapt လုပ်ရတာနည်းနည်းလေးဟို content အရာတွေအကုန်နားလည်ဆိုရင်တော့မှ exam preparation ဘက်ကိုစာမွေးအတွက်ဖြည့်ပုံဖြည့်နည်းတွေဘာတွေကနည်းနည်းလေးတော်တော်ကြီးလားအဲ့ဒါဟိုတင်ပေးရသူဘက်မှာလည်းမဟုတ်ဘူးဖြည့်ရသူကအရေးကြီးဆုံးဆိုဖြည့်ရသူကလည်းဟွာတော်တော်လေးလာရတဲ့ဟာမျိုးအဲ့ကအန်တီလေးရောဦးထွန်းရောလည်းတော်တော်လှုပ်လိုက်ရတယ်ဟိုမှာ exam ဖြေရတာ registration လုပ်တာဟောကျွန်တော် revision textbook ဝယ်တာရောဒီ first paper ရှာတာရောဘုံမရတာလေးဟိုဟာဒီမြန်မာမှာမဖြေဘဲနဲ့ဒီ single မှာဖြေဖို့စဉ်းစားလိုက်တာဘာဖြစ်လဲဟုတ်တယ်အဲ့ဒါတော့ကျွန်တော်တို့ teacher တော့မပြောနိုင်မယ်အဓိကတော့သင်မယ်ဆိုရင်အန်တီက single မှာနေရဆိုတော့အန်တီလည်းသင်တာဆိုတော့ online အသိအဆင်ပြေ online မှာကြောင့်မြန်မာနိုင်ငံမှာမီးပြတ်နေတာဖြစ်ပါညာဆိုင်သေးကြီးရတယ်ရောအဲ့ဒါပဲစင်ဝါးတစ်ခါလာပြီးပြင်လိုက်မယ်ပေါ့ပြီးတော့စင်ဝါးတစ်ခါရေးဖြည့်လိုက်တော့မယ်ပေါ့ဒါဆိုအန်တီကလည်းဒီမှာရှိနေတော့ကြာသူကိုယ်တိုင်လည်းတေချာကြည့်ပေးလို့ရတယ်ဒီမှာမှာကျတော့ကျွန်တော်တယောက်တည်းဆိုတော့ဟုတ်တယ်ဆိုတော့အဲ့တော့လည်းမီးပြဿနာလည်းအာရုံတကယ်ဝိုင်းနဲ့ physics ဟိုဥထုံးနဲ့တက်တုံးကလည်းလိုမျိုးပဲလေအိုင်မကောင်းဘာညာဟာသိပြီညရုပ်တရက်ယူနေရပြပြပါသေးတယ်အဲ့လိုမျိုးဆိုတော့ဟုတ်ပြီအဲ့ဒါဝိုင်းယူတော့ subjects ကဘယ်နှခုလဲပထမကကျွန်တော် subject က4ခုယူလိုက်တာကျွန်တော်ကအစက poly တက်မယ်ဆို4ခုနဲ့လုံလောက်ပြီးပြင်ယူလိုက်တာပထမတော့ original plan ကတော့တစ်နှစ်တည်းပြင်မယ်ပေါ့ပြီးတော့မှ4ခုနဲ့မရအောင် poly minimum 5ခုဆိုကြအောင်မှထပ်ယူရမယ်ဆိုတော့ဘာသာ2ခုထပ်ယူရယ်ပြီးတော့မှနောက်နှစ်မှာထပ်ပြင်လိုက်တယ်ဟုတ်အဲ့စုစုပေါင်း၄ဘာသာတစ်ခါ round ဖြည့်ရ2 subjects တစ်ခါဖြည့်ရပေါ့ဟုတ်6ခုဖြည့်ရ okay အဲ့ပထမယူထားတဲ့ subjects တွေမှာလို့မျိုးအကြိုက်ဆုံးပဲဘာသာဆိုပဲဘာသာဖြစ်ကျွန်တော် computer science ကျွန်တော်စာရဲ့ IT သွားနေတာဆို computer science ယူလိုက်ရောအမှန်လည်းအများဆုံးပဲအဲ့ဒါလည်းကြိုက်တော့ okay အားနေလို့ဆိုရင်မကြိုက်ဘူးအကြိုက်ဖြစ်နေယူလိုက်ရတာပါကွာစိတ်သိမ့်မပေါ့ဆိုတာပဲဘာသာကြည့်အဲ့တော့တခြားဘာသာတွေကတော့အကုန်ကြိုက်တယ်ပြောရမယ်အမှတ်ကလည်းတိတ်မဆိုးဘူးဒါပေမဲ့အဆိုးဆုံးက English ဆိုတော့ကျွန်တော်အမှန်က second language လို့တာဒါပေမဲ့ single ma first language နဲ့မှာပေါ်ရ first language ဟုတ်တယ်အဲ EFR လုံးဝနိုင်မဲပဲတကယ်အဲ့ဒါနဲ့အမှတ်ကလည်းတိတ်မကောင်းပြီးတော့ကျွန်တော်ထပ်ဖြည့်လိုက်ရတယ်ပထမနှစ်တော့အမှတ်မကောင်းတော့ဒုတိယနှစ်ဖြည့်တော့အင်္ဂလိပ်စာထည့်ပြီးဖြည့်လိုက်တယ်အဲ့တော့မှ poly ဝင်ဖို့ရှောက်လို့ရပါတယ်အေးဟုတ်တယ်နော်အဲ့ reading writing ကသူကလေ
literature ပုံစံမျိုးဆိုတော့ဟာရေးရတဲ့ပုံစံကြီးတွေကတိုင်နေပတ်တယ်တကယ်အဲ့ဟိုလည်းအန်ဒီရွေးတယ်မရလား ဟုတ်တယ်အကောင်လုံးအနေနဲ့ဥဆုံးနေတယ် ဩအန်ဒီရွေးတော်တော်တည်ရတယ်ကျွန်တော်မလွယ်ဘူးလေအဲ့ဒါကြီးကြတော့ သူတို့လည်းတော်တော်ပြင်မဲတာပေါ့သူတင်ဖို့ရှားတာတွေအဆုံးโอเคပြီးအဲ့တော့ဟိုကဝိုင်းပြီးွားပြီးရဲ့အဲ့ဘဝကဟိုဟာပြီးွားရင်တော့ IG ပြီးွားပြီးတော့ဘာလုပ်မလဲဆိုတဲ့ဟာမျိုးတော့အရင်မစနိုင်ရမှာပြအစတွေက target ကကိုကပြီးွားရင်ပိုလီသွားမယ်ဆိုတဲ့ဟာမျိုးရည်ရွယ်ထားတာဆိုတော့ ရှားရကြော်ပေါ်ပြီးတယ်အဲ့မှာနောက်ဆုံးမှရှောက်လိုက်တာပြီးတော့မှရှောက်လိုက်စင်ကာပူမှာဖြေရတဲ့ private company အနေနဲ့ဖြေရ experience တွေဆက်ပြောပြပါအောင်ဘယ်လိုမျိုးရှိလဲမမီဒီလားအဲ့တော့ private company ပြောတော့လူသိမများ English expression ကလူတော်များတွေ့ရတယ်အများစုကျွန်တော် British Council မှာတော့ဖြေရတယ်ပြီးတော့ British Council ကတခြား venue တစ်ခုတော့ငှားပြီးတော့အဲ့တော့ဖြေရတယ်အဲ့မှာမြန်မာတွေလည်း2ယောက်3ယောက်လောက်တော့တွေ့ခဲ့ကျွန်တော်လိုပဲ private company တွေဒီမှာလာဖြေကြရတယ်Okay မဝိုင်းရတာလေဟောဗလဲ UK subjects တွေထဲမှာလည်းဟို humanity subjects တွေပါ geography တို့ပါတော့ရန်တော့မသိကြပါဘူးမပါဘူး geography တစ်ခုပါ geography ပါပြီးရင်6ဘာသာဖျားကြီးပဲကျွန်တော် English first language math physics computer science geography your business okay ဟုတ်ပြီအဲ့မှာဟို geography လို့ဘာသာမျိုးပြောချင်တာအဓိကဒီဝိုင်းတော့တတိထားမညီမှာထားမနေအဲ့ဟာမျိုးကတင်ပေးရရှားတယ်ပဲပြောမှာလားတင်ပေးရရှားတယ်ပဲပြောမှာဘယ်သူမှတိတ်မဖြေကြဘူးသိလားပြောဆိုတာ private company အနေနဲ့သမားတွေအနေနဲ့ပြောပြတာအန်ဒီ area တော့တော်တော်တင်တန်းနေပြောရမှာဘာလို့လဲဆိုတော့ပထမတစ်ချက်ကတင်ပေးတဲ့ဆရာမတွေရှားတယ် geography ဟာမျိုးကအဲ့ဒါလည်းဘယ်လိုပြောရမလဲဟိုမရှိတော့တင်မတက်တဲ့သူနဲ့တော့မရှိတော့မတက်အဲ့လိုမျိုးသဘောမျိုးဖြစ်နေတယ်ပြောလို့ရတယ်ဘာလို့လဲဆိုတော့တကယ်ဆိုရင်အဲ့ဟာတွေကစိတ်ဝင်စားတဲ့သူဆိုရင်ဟိုတက်စေချင်တာပေါ့နော်သိလားပထမတစ်ချက်ကဟို science subject စီဆိုရင်တော့ဟိုတင်ပေးရရှားကွာတင်ချပါညာတော့ကတော့ distance ဆိုပါလာမျိုးလည်းအဲ့လောက်ကြီးရန်ရှားရတယ်ဟိုအဲ့ history တို့ geography တို့ပြီးွားရင်ဘာလဲ psychology တို့ပါတော့အဲ့လိုမျိုးတွေရှိသေးတယ်ဟုတ်တယ်အဲ့ဒါတွေကဟိုအစတုန်းကကိုရီတာအခု IG ပြန်လုပ်ရဆိုတော့အဲ့ subjects တွေယူတယ်ကွာစိတ်ဝင်စားလို့နည်းနည်းအဲ့ geography မှာဘာတွေသင်ရတယ်လည်းမှတ်မိသေးလားgeography အကုန်လုံး geography ဆိုရင်မြန်မာဟိုကနေတော့တိတ်မတူဘူးပြောကျွန်တော်ဟုတ်တယ်အဲ့ပြောအရင်တော့ဆိုရင်ဟိုအဲ့မေးဖို့မင်းလေးတစ်ချက်သိနေတာဟုတ်ဆိုပထဝီသမိုင်းငငယ်တုန်းကဘာဖြစ်ကွာ whatever it is အဲ့ဟာမျိုးတွေဖြေရရင်ကကြတော့ fill in the blank ဆိုရင်ခုနှစ်တွေတို့ဘာတို့ညာတို့ပြင်ပု္ပ္ပစာကြီးပြန်ရေးပေးရတော့အဲ့လိုကြာဆင်မပြေဘူးဟုတ်တယ်လွတ်ကျက်ပြီးတော့ဆိုတော့ဟာမျိုးဆိုတော့ကျွန်တော်မှတ်မိတော့ကျွန်တော်တို့အဲ့ challenging ဖြစ်တဲ့ question ပိုင်းနေရတယ်သူတို့အဲ့လို essay ရေးတယ်လို့ရေးခိုင်းတယ်ဥပမာဒီနိုင်ငံရဲ့ဘယ်လိုရမလဲ volcano တစ်ခုကြောင်းကြီးပါပေါ့ example အဲ့ဆိုရင်ကိုကဒီနိုင်ငံမှာပဲ volcano ရှိရဆိုမှတ်ထားပြီးတော့အဲ့ volcano ရဲ့ဒီ stack တွေတော့ဘယ်လောက် height ရှိရဘယ်လောက်ဘာကြောင့်ရအဲ့ essay လိုမျိုးရေးပေးရတယ်ဟော okay ပြီးတော့နောက်ထပ် paper တစ်ခုကကျတော့အဲ့လို measurement တွေလောက်ဆိုတော့မြေပုံကြီးပေးထားတယ်အဲ့မြေပုံထဲမှာmeasurement လောက်ပါလေမြေပုံပေးတဲ့တိုင်းရအဲ့ပြောတော့ convert ပြန်လုပ်ရတာစုပ်ပဲ okay ဒီပါလားအဆင်းပြန်ဖြစ်သွားပြီလားဟုတ်တယ် really ကျန်နေရတယ်ဆွဲရ okay အားလည်းပြန်အောင်ပါအဲ့နှစ်ခုကတော့ကျွန်တော် challenge နေဖြစ်ဆုံးပါအဲ့ဒါရတော့မိကောတိုးလေးပေါ့ဒီမှာပါရှိရဒီကဘယ်လောက်ဘာလဲမလဲရှိရဟုတ်အဲ့ဒါတော့တွေ့ပါဘယ်တော့မဝိုင်းအန်ဂျီပြီးွားတော့အဲ့ဒီပိုလီလျှောက်တဲ့ဟာမှာပေါ့ဘာခက်ခဲရှိလဲအဲ့ဒီနေပြပြပါအောင် like အဲ့ဒါအခုနည်းနည်းပိုရေးကြည့်ရပါတော့အခုကိုလျှောက်ခဲ့တာဆိုတော့လေကိုလျှောက်ခဲ့တာဆိုလိုမျိုးဆိုတော့ဘယ်လိုမျိုးလျှောက်ခဲ့ process လေးတစ်ချက်လေးပြပြပါအောင်ဟုတ်တယ်ကျွန်တော်ကကျတော့ direct admission နဲ့ရှောက်ရပါတော့ဆိုတော့ poly 5ခုလုံးတော့တစ်ခုချင်းတစ်ခုချင်း form ဖြည့်ပြီးရှောက်ပါတယ်ရှောက်ရ poly ထဲမှာတချို့မေးခွန်းတွေကျွန်တော်မဖြည့်တတ်ဘူးဖြည့်တတ်တော့ကျွန်တော်ဖြည့်ရအခုဒီဒါဘာအောင်မေးရတယ်ဘာဖြည့်ရဒီက private candidate ဆိုတော့ပို့ဆိုရကျွန်တော်ရဲ့ကျောင်းနေပါတယ်ကျောင်းတွေကိုမေးတက်ခဲ့တဲ့အကြောင်း IGCSE ကျွန်တော်ပို့ရမယ့် certificate တော့ကျွန်တော်ကျောင်းမတက်တော့အိမ်မှာပဲတင်တော့ကျွန်တော်အထက်ထည့်ရမယ်မသိဘူးပေါ့နော်အဲ့ဒါပါတယ်ပြီးတော့ကျွန်တော် IT course တွေရှောက်တော့ကျွန်တော်ရဲ့ portfolio တွေပေးခိုင်းတယ်ဒီမှာwords ဘယ်နှခု essay တွေရေးပါပေါ့ကိုပါလို့ကိုယ့်ရဲ့ project ကို screenshot ရိုက်ပြပါ recording လုပ်ပြပါဆိုတော့ပို့ပေးရဟုတ်ပြီအဲ့ဒါလည်းကျွန်တော်လုပ်ရမယ်ဆိုတော့တိတ်မသိထားတော့ကျွန်တော်
form ကိုဖွင့်လိုက်တော့မှလောက်ရမယ်ဆိုတော့မြန် အဲ့ဒါ တန်ဘူး အဲ့တော့အဲ့တိအနောက်ကျတော့ဟို application လောက်ရတဲ့ဟာနည်းနည်းလေးအရင် rush ဖြစ်သွားတယ်လို့ထင်တာကို ထင်ဒါပေမဲ့ကျွန်တော်ကစောပြီးတော့ apply လုပ်တာမသိဘူးdeadline မပြီးခင်မှာအကုန်လုံး easy တော့ပြီးသွားတယ် อ๋อဟုတ် ဒါပေမဲ့အဲ့ခက်တော့ပုံမြန်ခြင်းခဲ့ရပါလားမြန်လို့မရဘူးဒါရေးသေးရတယ်ရှိသေးတယ် rush နဲ့ဖြစ် โอเคဆိုတော့အဲ့မှာဟိုရှောက်တဲ့အခါမှာပေါ့လိုမျိုးကိုဝိုင်းကြုံခဲ့ရတဲ့ experience အရာပေါ့အဲ့ရှောက်တဲ့ခါမျိုးမှာဒီဘက်ကိုရှောက်ပဲသူတွေဆိုဘာကြီးဒီထားရမယ်လို့အကြံပေးချင်တာရှိတယ် အဲ့လိုကတော့ကျွန်တော်ကိုရဲ့ human diploma course ပေါ်တယ်ဒီကေပေါ့နော် ဟောဟုတ်လားโอเคဟောခုမှစပါလားမသိဘူး မြေပုံရှိတာ Wait, where are we? We are here and သွားမှာက relationship အခုနဒီနေ့ဝိုင်းပြောတဲ့နေရာမလားဒီ ဒီ trap ဘယ်ကိုရောက်မှာလဲရှိတယ်ဒီလိုပါ Okay ဒါဆိုတော့ရဒါဆိုမယ် ဟုတ်လားမှန်နော် ချင်တာ မှန်နော် Okay ဟုတ်ပြီ ဟုတ်တော့ပါ ဟုတ်တယ်ဒါကိစ္စမရှိဘူးအဲလမ်းလျှောက်နေရပြောခဏပြောဒီထားမယ့်ဟာလေး ဟုတ်ပြီးတော့ကျွန်တော်တကယ်ချင်းနေရာမှာလည်းရှိရပါတော့မှာသူတို့နာမည်တွေပါမှားဖြည့်တာ first name last name မှားဖြည့်တာဒါဆို အဲ့ဒါ big issue လား ဟုတ်တယ်ဒါပေမဲ့ big issue ကိုယ့်ရဲ့ application ကိုကြီးလေးဖြစ်သွားကြတာပေါ့နော်သူတို့က passport တွေပါကိုကထည့်လို့ရှိရင်ကို passport နဲ့ကိုရေးထားတဲ့နာမည်နဲ့ first name last name မညီဘူးဆိုရင်သူတို့ဘက်ကကိုပြောင်းခိုင်းတော့ကြတော့အချိန်ကြီးပို့ကြတယ်အချိန်ကြီးပို့ကြတယ်တခါလေကျသူတို့ရဲ့ result application result ထွက်တာတဲ့အချိန်မှာ visa တွေပါတင်ရှောက်ရင်လည်းအချိန်ပို့ချသွားနိုင်တယ်ပေါ့နော်တချို့တွေဆိုရင်ကြောင်းဖွင့်တဲ့အချိန်မှာသူတို့ visa မကြဘူးအကြောင်းလာလို့မရဘူးလို့ဖြစ်တယ် Okay ဟုတ်ပြီအားဒီထားမယ်ပြီးသွားရင်အဲ့application တင်တဲ့ဟာမှာကော result အပြင်ပေါ့နော်ဘာတွေ prepare လုပ်ထားဖို့လိုသေးတယ် IGCSE result အပြင် ကျွန်တော်ထင်တာတော့ဥပမာကိုက poly 5ခုလုံးရှောက်မယ်ဆိုရင်ဒီ5ခုလုံးမှာကိုမှ repeatedly share ရမယ့် information ရှိတယ်ဥပမာကိုရဲ့ family information ဆိုရင်ဒီ application 5ခုလုံးမှာကိုကချရေးရအောင်နော်စရအဲ့ဒါကိုတနေရာမှာချရေးထားပြီးတော့တကယ် application လုပ်တော့မှမမအောင်လို့ကြည့်ရတော့နော်ပြီးတော့အဲ့လိုကျွန်တော်တို့ project တွေပါရှိခဲ့နေတယ်အဲ့တော့ကြိုပြီးပြင်ဆင်တာပြီးတော့ကိုရဲ့ essay ဆိုတဲ့ essay ပေါ်ငါဘာလုပ်တာငါဘာလုပ်တတ်တယ်ငါဘာလို့အောင်ကြိုက်တယ်အဲကြောင့်ငါ course ကိုဝင်ကြမှာဆိုတဲ့အားလည်းကြိုရေးထားပေါ့တချို့ဟာရောကျွန်တော်ကြားရတော့အကုန်လုံးကတော့မတောင်းလို့ပြောတယ်ဒါပေမဲ့ရေးထားရှိရောပိုကောင်းတာတော့ ဒီထား Okay ဟုတ်ပြီဝိုင်းအဲ့ဝိုင်း IG ပြီးသွားတော့မြန်မာပြန်လိုက်ရသေးတာဒါမှမဟုတ် single mother စနေ IGP ကမြန်မာပြန်တယ်ပေါ်လီက result ထွက်တော့မှဒီပြန်ရောက်လာ Okay အဲ့ကြားထဲမှာဘယ်လိုကြားရလဲ အဲ့တိုင်းမှာတော့အဲ့ကြောင့်မှမြေတစ်လကျော်2လလောက်တော့ဖြစ်နေတစ်လကျော်အဲ့တော့ဝိုင်းလေးတကယ်ကြီးရနော်ဆိုပြန်လိုက်သွားလိုက်အဲ့6 months ဟို diploma course တက်လိုက်တာအဲ့ဒါဘယ်တော့ကလဲ အဲ့ဒါမဟုတ်ပထမတစ်ခေါက်ဖြည့်ပြီးမှတက် ဟုတ်ပါ Yeah, if I'm not wrong ဟုတ်တယ်ပထမတစ်ခေါက်ဖြည့်ပြီးမှအဲ့6 months မှာ assign မှာတက်လိုက်ပြီးတော့ဒီကြားတစ်ခေါက်ဆက် ဒီနေ့ပြောင်းလာလားဟမ်ပြောင်းလာလား ဟုတ်တယ် Are we? I think so ဒီအိုင်မပြီးတယ်တော့ဒီအိုင်မပြီးတယ်အဲ့ဒါ wait what the ဘာလို့လဲ ပြောင်းလာလားမသိဘူး ဆက်တော့ကျွန်တော်ဖတ်လိုက်တယ် အေး okay ကျလိုက်ရမလား Yeah okay သွားမယ်အတိုင်းမမိနေပါလေဟောဘာလားအေး တော့ပြန်ရောက်လာ shit ကိုကတော့ဒါပြောကောင်းရင် trail တူတဲ့လမ်းကြောင်းသွားတာကိုတရားပဲပြောင်းလာတာဖြစ်ပါတယ် okay အဲ့တော့ why အဲ့ဟို application တင်ပွားရေးဆိုပြီးတော့ offer ရွေးတဲ့ဟာမျိုးမှာလဲတစ်ချက် tips တွေပြပါဦးအဲ့9ရောက်6ပြီးသွားကိုကတင်ကြတဲ့ဟာမျိုးမှာ အဲ့ offer ရတယ်ကျွန်တော် offer ကကျွန်တော်ထင်သားတယ်လို့မဟုတ်နေဘူးပြောရရင် poly shot တော့ကျွန်တော်မှာ per top 3လား top 5လားမသိ course ရှိရနော်ကျွန်တော် list လုပ်လိုက်တယ်လုပ်လိုက်ပြီးတော့ကျွန်တော် result တွေရတော့ poly 5ခုတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ course တွေကမတူဘူးဥပမာ RP ကတစ်ခုလက်ခံတယ် SP ကလက်ခံတယ်ကျွန်တော်electrical and computer engineering လာမသိသေးတယ်အဲ့ဒီရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ထင်ထားတာကျတော့သူကလက်ခံလို့ရှိရင်ကိုက course ကို grade လို့ရမှာတင်တာဒါပေမဲ့သူကမဟုတ်ကိုတက်မဲ့ course နဲ့ပါတန်းပြီးတိုက်ရိုက်ကြီးတန်းပေးလိုက်တာအဲ့ဒါကြောင့်ဘယ်လိုအဲ့လည်းသိမရှိဘူးဘယ်လိုသူက result မှာကိုရပြီဆိုတော့ email မှာဆိုလဲဆိုတော့
မင်းတို့ငါတို့လက်ခံမယ်ဒီ course ကိုလက်ခံမယ်ဆိုပြီးပေးလိုက်တယ် အော်ဟုတ်ပြီ သူကကိုတက်မယ် course ကတန်းပေးတယ်ကျွန်တော်ကျတော့ admission ရပြီဆိုရင်တက်လို့ရ course ပြီးလို့ရတယ်မယ် ဟောအဲ မရဘူး โอเค သူတို့ရွှေ့ပေးပြီးသားပေါ့ ဆိုတော့ကိုကတကယ်လို့တက်မယ်ဆိုရင်အဲ့ဒီကိုတက်ချင်တဲ့ match ဖြစ်တဲ့ဟာကပြန်ကြတဲ့ offer နဲ့ဟာကိုက်ချင်မှာကိုရဲ့ top ကိုအကြိုက်ဆုံးဆိုတဲ့ဟာကြချင်မှာကြအောင်ဟုတ်လိုက်โอเค ဒါပေမဲ့ဟောတီခုကျွန်တော်ဒီရောက်ဝင်လာကျွန်တော်လာတော့ကဒီကတက်လာဟုတ်နော်ပထမဆုံးလာတော့ကဒီကလာလို့ဒီကိုသွား โอเค ကိုကတစ်ပတ်ပြည့်ဒီကနေရောက်လာဒီဘက်ပြန်တော့ ဒီပြန်ထားပါဟောโอเค ကျွန်တော်ပထမဆုံး top choice က information technology အဲ့ information technology ကျွန်တော် neon polytechnic ကပဲပေးတယ်အဲ့ဒါကြောင့်ကျွန်တော် NTU ရွေးလိုက်တာโอเค ထားရကျွန်တော် first choice မရဘူး ဟုတ်ပြီဆိုတော့အဲ့ဒီ admission ကြပြီပြီးွားရင် offer letter ရပြီဆိုတဲ့ဟာမျိုးမှာအကြောင်းတက်ဖို့အတွက်ဒီ visa ကိစ္စဘာညာကိုဘယ်လိုမျိုးဆက်သွားရလဲအဲ့ဒီပြပြပြီးပေါ့ ဟုတ်တယ်အဲ့ဒါလည်းတော်တော်အရေးကြီးတယ်ကျွန်တော်ဘာလို့ဆိုပထမဆုံးတစ်ခါSIM မှာလာမသိ foundation တက်ဖို့လုပ်တယ်ကျွန်တော်visa အချိန်တွင်းမှာမကြလာအဲ့တစ်နှစ်မတက်လိုက်ရတော့အဲ့ foundation ဟုတ်တယ် SIM ကြီးရလေအန်ဒီတစ်ခါပြပြသေးတယ်ဟိုကမလားနှစ်ခါသွင်းလိုက်ရတယ်ဆိုတာလား ဟုတ်တယ်နှစ်ခါသွင်းရပထမခေါက်သွင်းတော့visa ကြဖို့ကဘာဖြစ်လဲတော့သိချာမသိဘူး visa ကြဖို့ကတော်တော်ကြီးကိုကြာတာအကြောင်းကစဖို့မတင်မကြဘူးကျောင်းမတင်တာဘူးဒီကထောက်ကြတော့ဒီအောင်မှတ်မိတော့ကျတော့သူတို့အခုဆို email နဲ့ပို့ပြောတယ် extract process பண்ணနေတော့ဆိုတော့နောက်ဆုံးတော့ကြာတယ်ဒီကထောက်တင်တော့poly ကတော့ AC ပဲ poly က SIM တက်ပုံမြန်တယ် SIM တော့ကျတော့တစ်လလောက်တော့မပြီးဆောင်လိုက် poly မှာအဲ့ visa တင်ပြီးတစ်ပတ်အတွင်းတန်းကြာတယ်ဒီကဟုတ်ပြီကျွန်တော်ဒီ government school မလို့ private မဟုတ်ပဲကြာတယ် okay ခုပဲတော့မှာဒီက really okay Slytherin ဟိုဒါ bike lane နေနော်ဟုတ်တယ်လမ်းလျှောက်လို့ရတယ်ဟိုဒါ bike lane နဲ့ပြောတော့မူးရမစီးရဘူးဟိုချောမှာကြောက်လို့ဖက်တော့ဟိုဆိုင်ကတစ်ခါစီးလို့ဆိုင်က experience တစ်ခါရှိအဲ့လိုမျိုးထိုင်းမှာအဲ့ဒီဟိုဖြစ်ရင်လမ်းနေအရန်ချောတာဟုတ်တယ်မူးရလမ်းနေအရန်ချောတော့ brake နည်းနည်းလှည့်တာလည်း slip ဖြစ်ပြီးသွားတာမှောက်ပေါ့ဒါခုနဒီမှာတက်လာဟုတ်တယ်ယူအဟီယာသွားကျင်တာဘယ်နာလဲဒီ Empire Trail ပဲရှောင်းဟုတ်တယ်ဒီကပဲဒီရလားဒီကသွားရင်ကျွန်တော်မမောက်ဆိုရင်ရှေ့တဲ့သွားရင် beach ရောက်တယ်โอเคဟုတ်ပြီကျွန်တော်မမှားမှာကျွန်တော်ဖားရတော့ဟိုဝိုင်းဗီဇာကြပြီးတော့ဒီသွားတယ်ရှောက်ရတဲ့ဟာတွေရောအဲ့ဒါ interview ပဲပြရတယ်မဖြစ်ရဘူးဘာ interview မဖြစ်ရဘူးဒီတိုင်းပဲအဲ့ poly လျှောက်တာတကယ်ကျွန်တော်လည်းမထင်တာအဲ့ visa လျှောက်တာချက်ချင်းတန်းချလဲလို့သူပဲအဲ့ process ကဘယ်လိုလဲဟို visa ကြာရင်ဟာတန်းကုန်ဒီပဲသွားမှာ visa ကြာပြီဆိုရင်သူက in principle letter ပေး in principle letter က immigration မှာပြရပါတော့ငါဒီမှာကြောက်တက်မယ် visa လည်း approve ဖြစ်သွားပြီဆိုတော့ letter ကြောက်ဟုတ်ပြီအဲ့ဒါကိုကျွန်တော် print ထုတ်သွားတယ်ဟုတ်ပြီထုတ်သွားပြီးတော့ immigration ရောက်တော့ immigration ကိုဒီ letter နဲ့တွဲပြလိုက်တယ်သူကလည်းဘာမှမမေးဘူး ဟုတ်ပြီပေးဝင်တယ်ပေးဝင်ပြီးတော့မှဒီ IC ရုံးမှာကျွန်တော် slot booking လုပ်ရတယ်ဟုတ်ပြီပြီးတော့ကြားတဲ့အချိန်မှာကျွန်တော်သွားပြီးတော့ကိုယ့်ရဲ့ student pass ထုတ်ရတယ်အဲ့လည်း IP letter ရှိသွားတယ်သူတို့ပြောရကြားတယ်အဲ့မြန်မာမှာမပြင်ရမလို့ပေါ့ထွက်တော့ထွက်တော့မြန်မာထွက်တော့မှတ်မိတော့ကျွန်တော်ဘာမှမပြင်ပါဘူးကျွန်တော် IP letter တော့ပါသွားတယ်ဟုတ်ပြီဘာမှအဲ့လိုကြောင်းတက်မယ်လည်းမပြောမိဘူးဘာလို့ကျွန်တော်မသိကြသေးဘူးပေါ့ဒီတိုင်းပဲသူတို့ကလည်းမမေးဘာမှမမေးဘူးအဲ့ဒါနဲ့ password ပြတော့ okay ဆိုပြီးတော့ပြေးသွားမြန်မာအထွက်မှာရှောက်ဖို့အတွက်ဘာမှအရင် service ဆိုင်ကိစ္စအရာပြောတာဘာမှချုပ်ပြင်ကြမလို့ပေါ့ကျွန်တော်မှတ်မိတော့ဟုတ်တယ်မပြင်ရဘူးဒါပေမဲ့ကျွန်တော်မသိလိုက်တာလည်းပိုင်ပါအောင်မတင်ဘူးအဲတော့ကျတော့ကျွန်တော်အတော်ရဖေချာ UCB လုပ်တယ်ဟုတ်ပြီဟုတ်ပြီအဲ့တော့ဒီအခုတက်နေရဝိုင်းနှစ်လောက်တောင်ကြာသွားပြီဆိုတော့ဒီစရောက်တုန်းက experience တွေနည်းနည်းပြပြီးတော့ဆိုတော့အတိရောရှိရပါဘောဟုတ်ပြီလူလေးအတော်ရှိရောနည်းနည်း okay သွားတယ်မဲ့အဲ့လိုမျိုးဘာတခြားအဲ့ဘာခက်ခဲရှိတယ်စရောက်တုန်းကစရောက်တုန်းကပြောရရင်ပေါ်လီကကျွန်တော်ပထမကြောင်းမဟုတ်ဘူးပြောရရင် SIM မှာ6လဆက်လိုက်တော့ကြာဟုတ်ပြီ SIM မှာတက်တော့ကတော့ပထမဆုံးစင်ကမှာကြောင်းတက်တာပြောကြောက်တယ်ကြောက်ပြီးအခန်းရှောင်တွေ့ရအဓိကတော်တော်ဆိုးတယ်ကျွန်တော်အချိန်ပထမဆုံးအချိန်လောက်ကြာတယ်
ခဲရှောင်းလာပဲလား ဒီ ရောက်သွားတော့အဆင်ပြေပါတယ်ဒီကလူရလည်းအဆင်ပြေတယ်အဆိုင်ကျောင်းက classmate တွေလည်းမဆိုးပေါ့ပြီးတော့ဒီ assignment တို့ဘာလို့မှကျတော့ကျွန်တော်မှာ body program တွေဆိုတာရှိတယ်ပေါ့နော်အဲ့မှာကျတော့ကိုပထမဆုံးစိတ်ကိုလာပါဆိုရင် assignment မှာတက်နေပြီးသားကျောင်းသားတစ်ယောက်ကို program join ပြီးကျောင်းသားတစ်ယောက်ကို airport ထိလာချိုးပေးရတယ်လို့ကိုစိတ်ကိုလိုက်ပြရတယ်အဲ့ program ကျွန်တော်တော့မ join လိုက်ဘူးအတီရှိရောအဆင်ပြေပါတယ်သူများရော join ရတယ်ကောင်းပါဘာအဲ့6လတိုက်တဲ့ program ကဘာလဲအဲ့ဒါ information technology foundation studies โอเคဟာ6လ7ပဲလေကျွန်တော်ပထမဆုံး3လပဲစတင်ရတယ်သူတို့ရဲ့ plan ကြတော့ပထမ3လစတင်ပြီးသွားရင်နောက်3လကိုနားပြီးတော့သူတို့ရဲ့တကယ်တချို့မှာ course ကိုဆက်ကြပေါ့သူတို့ကဆက်မတက်တော့ကြတော့ခဏ3လဘာမလုပ်အောင်ညာမယ်ရှိပဲအခုအဲ့ရောက်သွားပြီးတော့အဲ့အဆိုင်ရမှာမတက်ဘဲနဲ့ပိုလီမှာဆက်တက်တော့အဲ့ဟိုကတော့ဆက်လာကျွန်တော်တော့အရင်ခက်ခဲဖြစ်တော့ဘူးဒါပေမဲ့အဲ့ first day of the class experience တွေပါညာမှတ်မိတယ်လားဒါမှမဟုတ် first month ပေါ့ဘယ်လိုမျိုးရှိတယ်ဟောမှတ်မိတယ်ကျွန်တော်အဲတုန်းကပြောရရင်ကျောင်းတက်ဖူးရဲ့အဆိုင်မှာတက်တယ်ဆိုရင်3လပဲဆိုတော့သိမကြောက်အရင်ကြောက်တော့ပိုလီတက်တော့ဒါပေမဲ့ရှင်းထားတဲ့ကြောက်ဖို့မကောင်းဘူးသူတို့မှာ orientation လုပ်တယ်နော်ပထမဆုံး orientation 2ရက်လုပ်တယ်အဲ့တော့ကျွန်တော်ရဲ့ orientation group leader တွေရောအဲ့ orientation organizer တွေရောကျောင်းသားတွေအကုန်လုံးကတော် friendly ဖြစ်နေကျွန်တော်ပြောအောင်လည်းအရင်လုပ်ပေးတယ်စုဝေးပေးတယ် terminate ကျွေးတယ်ကျောင်းလိုက်ပြတယ်ရှင် chill for တာမင်းကျွေးတယ်ပြောပါကြည့်ဒီကြီးစားရင်ကဲ chill စီပါ aura တွေပါလုပ်ပေးတယ်အဲ့တော့အဲ့ orientation ပြီးသွားတော့မကြောက်တော့တကယ်ချင်းတွေလည်းရင်းနှီးရောသူတို့ရင်းနှီးအောင်လုပ်ပေးတယ်အဲ့နဲ့ဘယ်လောက်တောင်အဲ့ orientation ကိုကျွန်တော်ကြိုက်တယ်ဆိုတော့နောက်2ရောက်တော့ကျွန်တော်အဲ့ orientation ရဲ့ organizing committee ကိုပါ join ပြီးတော့ကိုတိုင်းမှာ president ထိရောက်သွားပြီးတော့အခုဆို orientation ကိုကျွန်တော်ကိုယ်တိုင် plan လုပ်တယ်အဲ့လောက်ကိုကြိုက်တယ်အဲ့လောက်ပြောတယ် okay ဘဝရတကယ်တော့ introvert ဖြစ်တယ်လို့ပြောလို့ရလားရအဲ့ဒါလည်းတစ်ခုပါကျွန်တော် introvert ကတော်တော် introvert တယ် poly မတိုင်ရ poly ရောက်သွားပြီးအဲ့မှာ event တွေ join နေ CCA တွေဝင်လုပ်တယ်ကုံတော့အဲ့ orientation ရပဲစ orientation ကလူတွေကြောင့်တော်တော်ကြိုက်သွားပြီးတော့ခုပြောရရင်ကျောင်းမှာဆို extrovert ဖြစ်တယ်လို့ပြောရမယ်ဟုတ်တယ်ရှောပါကျောင်းမှာလည်းတည့်ရတွေလည်းတော်တော်များတယ်စကားလည်းတော်တော်ပြောပြတယ်အစဝိုင်းအောင်စကားတော်တော်နဲ့ထင်တာဆိုတာပထမတစ်ချက်ကအဲ့ဟိုကကျောင်းလို့လည်းပါတယ်အရင်ကတူတက်ဘူးစာသင်မှုတော့စကားနဲ့ဆိုပြီးအရင်ကထင်တာဒါပေမဲ့အခုရောက်တော့လဲ still ထင်တော့ထင်သေးရဲ့ဒါပေမဲ့အဲ့ဒီလိုရှိလို့ပေါ့အဲ့လိုရှိလို့ဆိုတော့အရင်ပြောစရာစကားလည်းအရင်မရှိရပါဘူး however အခုတော်တော်သိတာပဲဘယ်လိုမျိုးကျွန်တော်တို့ပြင်မှာဆိုရင်တော့ကျွန်တော်ခုထိလည်းအေးပဲတည်တော့ကျောင်းမှာတော့ရုံးကကျောင်းမှာစကားတော်တော်ပြောလို့လည်းမရဘူးပြောမှရဖွဲရပါတော့open house တွေပါလောက်လိုက်တယ် guest တွေပြောokay ဆိုအခုဒီ April လာမဲ့သူတွေဘယ်သူရှိလဲနောက်အခု April အခု April ပေါ့April လာမဲ့သူတွေရောမှာကျင်တာရှိတယ်ဟိုစင်ဦးမတက်လာအဲ့ပိုလီတက်လာကောင်းတဲ့ဟာပိုလီမာကဒီကကောင်းတဲ့ဟာဆိုရနောက်ကပြောကောင်းတဲ့ဟာကြီးပြောပိုလီမာကပြောရရင်အရင် independent ဖြစ်တယ်ကိုရဲ့အချိန်ကို manage လုပ်နိုင်အားတဲ့အချိန်ကြီးအများကြီးထွက်လာတယ်ကိုကတကယ်စာကိုတေချာလုပ်နိုင်တယ်ဆိုတော့2 နာရီလောက်နဲ့ quest တစ်ခုပြီးအောင်လုပ်နိုင်တယ်ကျန်တဲ့တနေ့ကုန်အားပဲအားရင်ကိုကကြိုက်တာလုပ်လို့ရလုပ်ရှင်လည်းအလုပ်တောင်းလုပ်လို့ရတယ်ဘာမှကြောက်စရာမလိုဘူးနော်ဟုတ်ပြီးတော့ကျောင်းကလူရတယ် welcome ဖြစ်တယ်ပြီးတော့ကျောင်းတွေမှာ program တွေရှိတယ် international student တွေဆိုတော့ financial ကူညီပေးရတယ်ပြီး monthly ကူညီပေးရတယ်ဆိုတော့ဘာမှကြောက်စရာမလိုဘူးဒါပါရဲ့အိမ်သားပုံမှန်ကျင်ဆိုလဲ10 minutes တောက်ဆိုရင်လည်းလိုချင်တဲ့ဟာလေးတွေအကုန်ရှိရယ်ဆိုပြည့်ရှိရယ်ဆိုတော့မှတော့လိုမျိုးနည်းနည်းတောင်မဟုတ်ပါပြည့်စုံရှိရယ် shopping mall ဆို shopping mall လဲစားဆိုလဲဘယ်လိုမျိုးပဲပြည့်ပါလဲ entertainment bus ဆိုလဲ entertainment bus ကိုလိုမျိုးပြည့်စုံလေးရှိတော့နေရတာကတော့ပုံမှန် day to day ဆိုရင်တော့တော်တော်အဆင်ပြေလို့ထင်တယ်ဟုတ်တယ်ပြင်းဒီမှာရောက်တာခဏလေးရှိလို့လားမသိဘူးပေါ့နော်ဒါပေမဲ့ပြင်းစရာကောင်းတယ်လို့တော့မထင်ဘူးထိုင်းမှာရောက်တော့ပြင်းစရာကောင်းတယ်လို့ထင်တယ် even တော့မလဲပင်မဲ့လေပေါ့နော်ရှောက်မလဲဘူးအချောင်းမလဲလို့လည်းပိုင်ပါပေါ့ကွာဒါပေမဲ့အဲ့လိုပြင်းစရာကောင်းတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီမှာအဲ့လိုမဟုတ်ဆိုတော့ပြီးသွားရင်ခုနသတိထားမိရတယ်ဘုံကပြောဆိုပဲအဲ့ဘာလူမျိုးပဲဖြစ်ဖြစ်ဘာလူမျိုးတူတဲ့လူမျိုးကြီးပဲစုနေတဲ့ဟာမျိုးမရှိဘူးလေဒီကအဲ့တော့ဟိုတရုတ်ပဲဖြစ်ဖြစ်မြန်မာပဲဖြစ်ဖြစ်
ဒီမှာ Philippines တွေရှိတာ ရှိတော်တော်များတယ် ညာတော့အဲ့လိုဘလိုပဲပြပြကွာသူတို့အဲ့လိုမျိုးခွဲခြားနေရဆိုမှမရှိဘူးတို့အဲ့လိုမျိုးပဲအကုန်လုံးစုပြီးတော့နေရတဲ့ဟာမျိုးနဲ့အဲ့လိုမျိုးနဲ့ပေါ်ကြတယ်โอเคဝိုင်းအခုနှစ်ပြီးinternship experience တွေဆက်ပြပြပါဦး Okay internship ကကျွန်တော်တခြား course တွေကျောင်းနေတော့ကျွန်တော်တခြားမသိဘူးကျွန်တော်ကျောင်းမှာကျွန်တော်ရဲ့ IT ဆိုရင် internship က year 3ဆိုရင် internship ဆင်းကိုဆင်းရတယ်ပေါ့နော်ကျွန်တော်အခု6လဆင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တစ်နှစ်ဆင်းမယ်ဆိုရင်တစ်နှစ်ရွေးလိုက်တာမဖြစ်နေဆင်းရမှာဆိုနှစ်ပြီးသွားလို့ internship မဆင်းဘူးဆိုရင်မဆင်းလို့မရဘူးလားအဲ့ actively လိုက်ရှာရမယ်ဟာမျိုးလား မဆင်းလို့မရဘူးဟုတ်တယ်ပေါ့နော်မဆင်းလို့ဒါပေမဲ့ကိုယ့်ရဲ့ portfolio တွေပါရတိတ်မကောင်းလို့ company ကကိုနောက်ဆုံးတော့ last choice company ကကိုမခေါ်ဘူး internship လုံးဝရှာမတွေ့ဘူးဆိုရင်တော့ကျောင်းကအနည်းဆုံးမရမကတော့ရှာပေးလိမ့်မယ်လုံးဝကိုမဖြစ်ဘူးဆိုရင်တော့ကျောင်းမှာပြန်လာပြီးတော့project လုပ်ရတယ် capstone project တခုလုပ်ရဒါပေမဲ့သူများကြီးပြောတာ capstone ကပိုခက်တယ်ပေါ့ intern ချက်ကျွန်တော်ဆင်းအမှတ်ပိုရတယ် grade ပိုကောင်းတယ်ဆိုတော့ဘောလုံး intern ရေးကြတယ်ဟုတ်ပါဟုတ်ပြောဖို့လည်းကောင်းမှာ intern ဆင်းတော့ကျတော့ကိုကပတ်စံလည်းရတယ်ပတ်စံလည်းရတယ် grade လည်းရတယ်ကျောင်းကတင်ကုန်ရတယ်အကုန်လုံးရတယ်အကုန်လုံးလုပ်တဲ့ပြင်ပတ်စံမှာရတယ်ဆိုတော့ပိုအဆင်ပြေတော့ okay ဝိုင်းအခုအဲ့part time လောက်ကနေ intern ရှင်းရတယ်အစင်းရတယ်ဘယ်ဟာပို့ပေါ်ကြလဲကျွန်တော် intern ဆင်းရပို့တော့ကြ part time ကကျတော့ပြောရရင်ကိုယ့်ရဲ့ role ကတိတ်မမြင်ဘူးဗျာ part time ဆိုမှ retail ဆိုရင်ကိုကဆိုင်မှာတိုင်းမတက်ပဲရက်နေပြီးတော့ပတ်စံရောင်းsorry product တွေရောင်းရတယ်နော် intern မှာကျတော့ကိုက role ရှိနေတယ်ဗျာကိုကငါဒီ company မှာလုပ်တာပြီးတော့ကိုယ့်ရဲ့ office ထဲမှာနေရတယ်ထိုင်ရတယ် computer တွေသုံးရတယ်တကယ် project meeting တွေသွားရတယ်အဲကြောင့်ပို့ပြီးတော့ကိုယ့်အတွက်ခေါ်လိုက် I feel good for myself you know okay ဟုတ်ပြီဆိုတော့အဲ့အခုဝိုင်းအခုတစ်နှစ်လောက်ရမှာမလား right တစ်နှစ်လောက်ကအဲ့ same company မှာပဲတစ်နှစ်လောက်တယ်ဆိုလို့လောက်ပြောရလို့ကိုထလားထင်တယ်အခုထိတော့ enjoy နေတော့မယ်ဒါပေမဲ့အဲ့လိုပေါ့ကိုကတစ်နှစ်ကို company တစ်ခုမှမလုပ်ချင်တစ်နှစ်လုပ်ပြီးတော့မှ6လcompany နှစ်ခုလုပ်လို့လည်းရတယ်လို့ကြားတယ်ကျွန်တော်တကယ်ကြီးတယောက်ကအဲ့လိုလုပ်နေဘူးနော်တော်ကြတော့ company နှစ်ခု experience လုပ်ချင်လို့ဆိုပြီးကျွန်တော်တစ်ခုထဲမှာပဲ AC လေးနေတယ်ရောကိုယ့်ရဲ့ future အတွက်လည်းဒီ company မှာပြန်ပြီးတော့အလုပ်လုပ်လို့ရရင်လုပ်ချင်တယ်ဆိုတဲ့သဘောနဲ့ဒီ company ရွေးလိုက်တာ။ Okay ဟုတ်ပြီ။လုပ်နေတဲ့ company နဲ့ပြပြပြလိုက်။ဆိုတော့ OCBC Bank မှာokay အဲ့မှာအခုဘယ်ပိုင်းတွေအခုစကင်နေရလဲ။ကျွန်တော်ကပြောရရင်assisted channels မှာ backend developer အနေနဲ့ပေါ့နော် software engineer လို့လည်းပြောလို့ရတယ် backend developer လို့လည်းပြောလို့ရတယ်။ဒီ user တိုင်းရိုက်တုံးတာမဟုတ်ပေမဲ့ဒီ staff တွေပဲတုံးတဲ့အတွင်းပိုင်း system တွေကိုကျွန်တော်ကိုယ်တိုင်ရှင်းရတယ်ကိုယ်တိုင်ပြင်ရတယ်ပေါ့နော်တစ်ပြင်မကြလားတစ်ပြင်ရပဲလေတိုက်လို့ထက်ကြအဲ့တော့မနောက်လည်း okay အဲ့တော့အဲ့ဒီအခုဘဝိုင်းဒီ part time ရှာတဲ့ဟာလေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းပြပြပါအောင်ဆိုတော့အဲ့အခုလေစင်ကာပူမှာကအဲ့အိမ်စိတ်ကလည်းပဲအဲ့လိုမျိုးကိုယ့် income ရဲ့တဝက်ကျော်လောက်ကိုဖြတ်တယ်လို့ထင်တာပဲကွာသိရမလားနေရဆိုရင်အဲ့ဟိုဟာတခြားကြောင့်မလို့မဟုတ်စားစိတ်ကလည်းတကယ်တော့နည်းနည်းလေး safe လုပ်ရင်နည်းနည်းလေးလုပ်လို့ကိုယ့်ကိုခွဲစားချက်စားဆိုနည်းနည်း safe လုပ်လို့ရရင်လုပ်လို့ရတဲ့မှာပါအောင်မယ်ဒါပေမဲ့ခုနကအိမ်စိတ်ပါပေါ့နော်အိမ်စိတ်ကအရန်ဈေးကြီးတော့အဲ့ဝိုင်းဆိုရင်ရော part time job နဲ့အဲ့လိုမျိုးနေရာနဲ့ဆိုရင်လို့ cover ဖြစ်အောင်လုပ်လို့ရတယ်လို့ထင်လားထင်တယ်ဗျလောက်တာဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ကိုယ့်ဘက်ကအရန်ရောပေးရမယ်ခုမှတန်းပြီးသွားရင်ကိုယ်မှနားကျင်ရကျင်မှရတယ်ဟိုအလုပ်ကိုတန်းသွားရတာမျိုးပေါ့ကျွန်တော်တကယ်ချင်းလည်းရှိတယ်ဒါပေမဲ့တို့ကကျတော့ကိုအဆင်ပြေခြင်းကို roommate ပို့ယူလိုက်။ကျွန်တော်တကယ်ချင်း roommate ၄ယောက်တစ်ခန်းနဲ့နေတာ။အဲ့တော့တစ်ခန်းနဲ့ဆိုဘယ်လိုတစ်ခန်းလဲ။ဒီလို small room နဲ့ bedroom master bedroom တစ်ခု၄ယောက်ငါနေကြတယ်။ဟာဘယ်လိုနေလဲတော့ကျွန်တော်သိချာမသိဘူး။ကျွန်တော်သိတယ်တော့သူတို့၄ယောက်နေ။ဒါပေမဲ့သူတို့ပြောတာအဆင်ပြေပြောရဲအကြောင်းနဲ့လည်း walking distance ပဲလမ်းလျှောက်ပြီးလာလို့ရတယ်။သူတို့ရဲ့ rent ကလည်းတော်တော်ကြီးကိုနည်းသွားမယ်ပေါ့နော်။သူတို့အလုပ်လည်းလုပ်တယ်သူတို့ Saturday Sunday တိုင်းလည်းမနာအောင်အမြဲလုပ်လို့တယ်။သူတို့ခရီးတွေပါလည်းသွားတယ်။ခရီးဆိုတာတကယ် AC ကိုသွားကြတယ်။အဲ့တော့ပြောရရင်သူတို့ပတ်စံကလည်းextra ရတယ်သူတို့လုပ်တယ်ပေါ့ကြည့်ရ Okay အဲ့တော့ကိုရဲ့ဝိုင်းပြောဝင်ရဆို living style ပေါ်မှာပဲနည်းနည်းမူတည်အောင်နော်ဟုတ်ဝိုင်းဆိုရင်အဲ့လိုမျိုးတယောက်တည်းပုံနေခြင်းတဲ့ပါလားအဲ့လို roommate နဲ့ share နေရမယ်ဆိုရင်နေတတ်လားကျွန်တော်ကဖြစ်နိုင်တော့တယောက်တည်းနေကြတယ်တူတူပဲဟုတ်တယ် share နေရရင်ဟုတ်ကိုလည်းခိခိုက်တဲ့သူမျိုးဆိုတော့ရင်ကိစ္စမရှိဘူးသိကိုရဲ့လို best friend လိုမျိုးဆိုရင် easy ပဲဒါပေမဲ့လိုမျိုးအခုမှစတီးရဲ့သူမျိုးနဲ့အတူတူနေရတဲ့ဟာမျိုးဆိုရင်နည်းနည်းလေးတစ်မျိုးကြီးပဲဟုတ်တယ်ရင်တိတ်ပြီးတော့စစ်ပြပဲမထင်ဘူးပေါ့နော်ဒီကဟိုစားလို့ချင်တဲ့အချိန်သူမလုပ်ချင်တာပြီးရင်ကိုရှိရမရှိရလို့မျိုး compromise တချို့လုပ်နေရတဲ့ဟာမျိုးကကြီးကရင်တော့ okay ပဲမဲ့ကြီးမကရင်တော့တိတ်မ okay ဘူးတဲ့မှာပါတယ်ထင်တာပဲ okay ကြီးကိုက်ဖို့ကတော့စတောင်းပါပေါ့ကိုက်ဖို့ကတော့မရရပါဘူးဒီချင်းမတူဘူးဆိုတော့okay ဟိုအခုတငယ်ချင်းတွေထဲမှာကောအဲ့အများစုအခက်ခဲဖြစ်တဲ့ဟာမျိုးရောအဲ့လိုမျိုးဘာတွေဖြစ်ပူးကြရလို့အတန်ကြားဘူးလားရှိတယ်
ကိုယ်တိုင်မကြုံရမယ်ပေါ့ ကျွန်တော်တကယ်ချင်းမြန်မာပြည်ထဲမှာတော့အဲ့လိုတိတ်မချဘူးအဓိကကျွန်တော်တခုကြားရတာတော့သူတို့အိမ်ရှာတာပဲအဲ့ဒီတကယ်ချင်း၄ယောက်အတူတူပဲသူတို့အိမ်ရှာတဲ့နေရာမှာသူတို့အိမ်ကပိုင်ရှင်နဲ့တိတ်အဆင်မပြေတာပေါ့အဲ့ဒါသူတို့အဲ့ဒါကိုသူတို့ complain လုပ်တာရဲ့ကြားတယ်နောက်ဆုံးတော့သူတို့အခု move out လုပ်လိုက်တော့ဟို၄ယောက်အဆင်ပြေလို့ပြောရဲအိမ်တက်မှာအဓိကအဲ့ဒါတခုပဲတွေ့တယ်တချို့တွေကရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းတွေကတော့ကြုံတယ်လို့မကြားမိဘူးပြီးတော့အခုဒီမှာလေအဲ့လိုမျိုးအတိအပိုင်းမရှိပဲနဲ့တယောက်တည်းကျောင်းလာတက်မဲ့သူတွေဆိုရင်ရောဘာခက်ခဲရှိနေလဲအိမ်ရှာတာဖြစ်မဲ့အဓိကတော့အိမ်ရှာတာပဲဖြစ်နေအိမ်ရှာတာအဲ့ကြိုရှားတာဘယ်လိုမျိုးလောက်ထားတင်လဲအကြံပေးချင်တာမျိုးရှိတယ်ဟိုကျောင်းလာတက်မဲ့ဆိုရင်ပေါ့โอเคအခုကျောင်းကလည်းဥမာခေါ် university တက်မှာလား poly တက်မှာမသိဘူး uni ဆိုရင်တော့ကျွန်တော် dorm နေပါရ AC လွယ်ကိုရှာလို့ရတယ်ဒါပေမဲ့အိမ်မှာpoly တက်မယ်ဆိုရင် dorm မရှိဘူးကမရှိတော့ကိုအိမ်ကိုရှာမှာဆိုအဓိကပထမဆုံးလာရင်တော့ကျွန်တော်ကတော့ roommate နဲ့ပဲနေဖို့အကြံပေးချင်တယ်ပေါ့နော် roommate နဲ့နေတော့ကိုယ့်ရဲ့ expense ကလည်းနည်းတယ်ဟိုမှာကိုကြီးလိုရင်လည်းဒီ roommate ကရှိနေတော့ roommate ကိုကိုကြီးတောင်းလို့ရတယ်ပြီးတော့မှကိုက part time နေပါလို့အဆင်ပြေတယ်ပတ်စံရှာနိုင်တယ်ဆိုတော့ကိုယ့်ကိုပြီးသွားပြီဆိုရင်တော့ကိုတယောက်တည်းပြောင်းလို့ရတယ်โอเคဟောခုနကောင်းတဲ့ဟာလေးဆက်ပြောပါဦးအဲ့ဒါဆိုတော့ရှေ့က seniors တွေကရ friendly ဖြစ်တယ်ပြီးသွားရင်အရန် introverted ဖြစ်တဲ့သူတော်မှပြောင်းသွားဆိုနည်းနည်းစိတ်ဝင်စားအဲ့ဒါဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါမထင်တာဘူးအဆောင်ကတော်တော်ဒီခေကြီးကိုကြောက်တယ်တက်တော့မတက်ချင်ကြောက်လို့ဘယ်လိုစကားပြောလို့ပြောပြီးတော့သူများပြော poly က group project အရင်ရေးကြည့်တယ်တကယ်ကြီးအများကြီးရှာမှာအဲ့မှာရစိတ်ပြောင်းသွားတကယ်လည်းပြောရအောင်အဲ့ရောက်တော့တကယ်တော်တော်အဆင်ပြေတယ် senior အဓိကတော့ senior ကြီးကြောက်ပြီးတော့တော်လည်း graduate ပါအခုဝိုင်းလည်းရောက်ပြီပေါ့ဆိုတော့အဲ့ပထမခုနကောင်းတဲ့ဟာတွေကဟုတ်ပြီအဲ့ဟို senior stage ရန် friendly ဖြစ်တာပြီးတော့တခြားကောင်းတဲ့ဟာတွေကဘာဖြစ်ခဲ့လဲခြားကောင်းတာက poly ကကျွန်တော်ထင်သားတလောက်စာမခတ်ဘူးစာလိုက်နိုင်ဟုတ်ပြီအဓိကပထမဆုံး semester ဆိုတော့ပထမဆုံး semester မှာသူကလုံးဝ basic ကနေစတယ်ကျွန်တော် AC လိုက်နိုင်တယ်ပြီးတော့တဖြည်းပေါ့နော်အကြောင်းတွေကပုံမှန်တိုင်းပဲပထမ semester ပြီး second semester တော့လည်းပိုခက်လာတယ်ဒါပေမဲ့ကိုက foundation က first semester မှာရပြီးပြီဆိုတော့ second semester AC လိုက်နိုင်တယ်ဒီကစားတော့လို့ပြီးတော့အရင် independent ဖြစ်တယ်ဆိုတော့ကိုယ့်အကိုစားလို့ရတယ်ကိုယ့်အကိုစားလို့ကိုအချိန်လေးနဲ့ပေးရပေါ့နော်ကျွန်တော်တို့ကျောင်း၄ရက်ပဲရှိတယ်တရက်ကကိုယ့်အကိုစားလို့ရတယ်အဲ့လိုမျိုးကြိုက်ရင်တော်တော်စိတ်ရโอเคဟုတ်ပြီအဲ့တော့ဘဝအခုပုံfirst year မှာတော့ part time လုပ်လိုက်သေးတာ first year မှာကျွန်တော် part time မလုပ် second မှာစားပထမ year က part time နဲ့ကြောက်လို့ပေါ့နော်အဆင်ပြေပါမလားပေါ့အဲ့မှာမလားဆိုကြောက်တော့ second semester မှာတော့ sorry second year မှာလုံနိုင်တယ်တည်ရောကြာစလုပ်တယ်โอเคဟုတ်ပြီအဲ့ပုံမှန်သူတို့ academic year ရောဘယ်လိုမျိုးသွားလဲပုံမှန်အဲ့လိုအကြောင်းကတစ်နှစ်ကဘယ်နှစ်လလောက်ကြာလဲဘယ်နှစ်လလောက်ပိတ်လဲတစ်ခုနဲ့တစ်ခုမတူလားဒါမှမတူလားကျွန်တော်ကပြောရင်ကျွန်တော် IT ကကျွန်တော်မှာ somewhere မရှိဘူး exam မရှိဘူးကျွန်တော်ရဲ့ holiday စောပိတ်မိုက်တယ် okay ကျွန်တော်တခါလေတော့ common assessment common test ရှိတယ် test က 20% 30% အဲ့လောက်ပဲပြီးတော့ quiz တွေရှိတယ်ကျွန်တော်မှာလုံးဝ exam ဆိုတာမရှိဘူးအဲ့တော့သူများတွေ exam ဖြေနေခြင်းကျွန်တော် AC နားနေလို့ရတယ်နှစ်ပတ်လောက်စောပိတ်အဲ့တော့ကျွန်တော် holiday ကတော့ပြီးရတယ်ပြီးတော့တစ်နှစ်မှာ semester နှစ်ခုရှိတယ်နော် sem 1နဲ့ sem 2နဲ့sem 1ပြီးသွားရင် sem 1ထဲမှာပဲ semester break ဆိုတော့အလယ်မှာနှစ်ပတ်လောက်ပိတ်တယ်ပြီးတော့မှ semester တစ်ခုလုံးပြီးသွားရင်တစ်လကျော်လောက်ပိတ်ကျွန်တော်တော့ကတော့ပုံနေနဲ့ပုံများတယ်အဲ့ဒါဆက်သူနေဆဲပြီးတော့ second semester စโอเคအဲ့9ရောဘာလို့ဖြစ်လေရှိတယ်အဲ့ semester break တွေကြရင် semester break ကြရင်ကျွန်တော်အလုပ်လုပ်တယ် part time ရှိရင် part time လုပ်တယ်ဒါမှမဟုတ်ကျွန်တော် CCA ရှိရင် CCA ရတစ်ခါလေး break လဲမနားတဲ့ CCA ရှိဥမာကျောင်းဖွင့်မှလုပ်မဲ့ event တွေပြင်ဆင်ဖို့ဆိုရင် break မှာစပြီးပြင်ဆင်ရတယ်အဲ့တော့ကျောင်းပြန်သွားတယ်တကယ်ချင်းတွေတွေ့ရဖွဲ့နေတွေ့ပြင်ဆင်နေတော့နော်အဲ့ဒါပဲဒီကကျွန်တော်အများစုကအိမ်မှာပဲပေါ့โอเคဟုတ်ပြီအဲ့တော့ဘဝအခုဒီတငယ်ချင်းဒီနဲ့ရောအဲ့လိုမျိုးဆိုလိုချင်တာကမြန်မာနဲ့ပို့ပြီးတော့ friendly ဖြစ်တာပုံများလားဒါမှမဟုတ်တခြား international students တွေနဲ့ရောအဲ့လိုမျိုး keep in touch ဖြစ်လားဖြစ်တယ် balance ဖြစ်လားဖြစ်တယ်ပြောရမယ်ကျွန်တော်တို့တကယ်ချင်းတွေအဆုံရှိတယ်စင်ကာပူနေလည်းရှိတယ်တခြားလာinternational student တွေလည်းရှိတယ်မြန်မာတွေလည်းရှိတယ်မြန်မာတွေကတော့နည်းနည်းပို့ပြီး hang out လုပ်ဖြစ်တယ်ကျွန်တော်လည်းပို့ပြီး click ပြီးရပေါ့ကျွန်တော်တခြားစင်ကာပူနေလည်းမစိုးကျွန်တော်တကယ်ချင်းကောင်းတယ်ပြောဒါပေမဲ့တို့ကကျတော့အင်္ဂါဂိမ်းဆော့ကျင်တဲ့သူတွေကများတယ်ကျွန်တော်တိတ်ကောက်ကြရောနော်အဲ့ဒါ okay ဟိုအခုအဲ့နည်းနည်းခုနကဒါတော့ကောင်းတဲ့ချက်တွေပါမကောင်းတဲ့ချက်ဆိုရင်ဘာရှိမလဲဆိုလဲမကောင်းတဲ့ချက်ကပြောရခုနက independent ဝယ်ပြောရမှာကိုယ့်ရဲ့လူပေါ်လဲမှုတွေပေါ့နော်ကျွန်တော်က independent ဖြစ်တာနဲ့အရင် use မဖြစ်ဘူးမြန်မာကျောင်းမှာကျတော့ဆရာမပဲအမြဲတွန်းပေးတယ်အခုဒီမှာကျတော့တွန်းပေးမဲ့သူဘယ်သူမှမရှိဘူးကိုယ့်ကိုစာမလို့ကိုယ့်ကိုခံရမှာအဲ့ဒါအစတော့ကမသိဘူးပေါ့နော်မသိတော့ဆရာမပြောရင်အရေးမကြီးတဲ့ဟာပဲထင်နေဆိုပြီးတော့စာမလုပ်မိဘူးပထမ semester မှာနည်းနည်းခံရတယ်ပေါ့နော်အဲ့ဒါမသိခဲ့တော့ပြီးတော့အရင် independent ဖြစ်နေတော့ကိုကစာမလုပ်ဖြစ်ဘူးကိုတွန်းမဲ့သူကမရှိဘူးအဲ့ဒါပေါ့အဓိကအဲ့ဒါဆိုရ
ဟိုအဲ့လေဟိုအခုအဲ့မြန်မာကျောင်းကနေပြီးတော့ဒီပိုလီဆက်တက်မဲ့သူတွေမှာအဲ့ transition period မှာကြုံရမယ့်အခက်အခဲဆိုဘာရှိမှလဲအဓိကဆိုရင်ဒါကတော့ IT ဘက်မှမဟုတ်ဘဲတော့ science ဘက်ဆိုရင်ကဟိုဒီဘက်မြန်မာကျောင်းကကျောင်းလိုက်သူတွေဆိုရင်ပြောရရင်ဟို practical လုပ်တဲ့ဟာတွေဆိုအားနည်းတဲ့ဟာတွေဖြစ်တာအများကြလေဆိုတော့ theory နဲ့ပဲတောက်လျှောက် familiar ဖြစ်လာတာဆိုတော့အဲ့တကယ်လက်တွေ့လောက်ရတဲ့ဟာမျိုးဆိုအားနည်းရမျိုးရှိအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့ transition period မှာဆိုရင်ဘာခက်ခဲရှိနိုင်လဲထင်လဲအဲ့လိုပေါ့နော် transition မှာတော့ကျွန်တော်ပြောရရင်ဒီ practical ရလည်းကျွန်တော်တို့ဆိုရင်တော့ထောက်ဝင်းမဲ့ဆရာတွေလည်းရှိရ class တက်တွေလည်းရှိရပြီးတော့အဲ့လိုကိုက practical မလုပ်ခင် class မသွားခင်မှာကိုကြိုကြည့်ရမယ့်စာတွေလည်းရှိရအဲ့တော့တစ်ခါလေကျတော့အဲ့ဒါရနားမလဲတာရှိနားမလဲနည်းနည်းမိုးဆက်ကြလေတိုက်အောင်မို့ဒီရွေးကြပဲကြာအော်မလုပ်ပါနဲ့မလုပ်ပါနဲ့ဟုတ်ပြီဆက်ကြောဆက်အဲ့ဒါပေါ့နော်ပြီးတော့အဓိက anxiety အရင်များရပေါ့နော်ကိုအဆင်ပြေပါမလားဗာညာလဲပြီးတော့ language barrier လည်းရှိနေတယ်တစ်ခါလေကျတော့ဒီ PowerPoint site တွေမှာသုံးထားတဲ့ language တွေ words တွေကျွန်တော်နားမလဲတာတော်တော်များတယ်ဟမ်အင်္ဂလိပ်လိုပဲတခါလေကျတော့သူကတကယ် professional word တွေသုံးတယ်ဩအဲ technology term တွေသုံးတယ်အဲ့ဒါကြောင့်ဘာမှမသိဘူးโอเคအဲ့လိုမျိုးကျတော့အဲ့ဒါ anxiety တော်တော်ရှိရပါတော့အဲ့တော့အဓိကမှကျင်တာကတော့ self check လုပ်တာတော်တော် oriented ဖြစ်မှရမယ်ပေါ့ဟုတ်တယ်အဲ့ဒါတကယ် oriented ဖြစ်မှရနော်အဲ့တော့ဆရာအားကိုးကျင်တဲ့သူတွေရှိရဆိုရင်အဲ့ဒါအခုတည်းကနေပြီးစရပြင်ဆင်ကြပါအဲ့တချို့ရှိရလေအဲ့လိုမျိုးဟုတ်တယ်စာမလိုက်နိုင်ကြလို့အဲ့ဝိုင်းတော့သိကြမှာသိမှာ common ဖြစ်တယ်အဲ့ဒါဟိုလေမြန်မာကျောင်းကဆရာကြီးနဲ့ပြန်တင်တာမျိုးပါမျိုး online ကနေပြီးတော့လေစာမလိုက်နိုင်လို့ဆိုတဲ့ဟာမျိုးမှာအဲ့ဒါတကယ်တော့အဲ့လည်းမကောင်းတော့မှုပေါ့ဒါပေမဲ့ရေရှည်အတွက်ကကြတော့လေဘယ်လိုပဲဖြစ်ကိုလေးလာတယ်ဆိုတဲ့ဟာမျိုးကလေ့ကျင့်တစ်ခုအနေနဲ့ဘယ်လိုပဲဖြစ်ထားမှရမှာပေါ့နော်မဟုတ်ဆိုရင်ဟိုဘယ်လိုပြောရမလဲဆရာကအမြဲတမ်းရှိမှလေးလာနေရဲဆိုတဲ့ဟာမျိုးကြီးကရေရှည်ကြရင်ဟာအခုပြေလိမ့်မယ်ကွာဒါပေမဲ့ရေရှည်ကြရင်ဘယ်လိုမှပြေမှာမဟုတ်တော့ဘာလို့ဆက်ဆက်တာမျိုးပဲပြေပါရဖြစ်ပါဟုတ်โอเคအဲ့တော့အခုကဝိုင်းအနေနဲ့ပေါ့နော်ဒီ housing ဘာညာဘိုင်းကတော့အရင်တော့ပြဿနာဝိုင်းတော့မရှိဘူးပေါ့နော်ဒီဘက်အခုဦးလေးတော်နေတဲ့နေရာဆိုတော့ဒါပေမဲ့လိုက်အဲ့ကျောင်းစတက်မဲ့ခါမှာအိမ်ရှာတဲ့ဟာမျိုးဘာမျိုးဆိုရင်ဟောပါနည်းနည်း keep it ဖြစ်လာဖြစ်တယ်ပဲဘာလို့ကျွန်တော်တငယ်ချင်းတယောက်ပဲဒီကိုလာတယ်ပေါ့နော်တိတ်တော့မချသေးဘူး2လလောက်ရှိတယ်အဲတော့ကသူလာတော့အိမ်ကြည့်နေတယ်ဆိုတော့ကျွန်တော်လိုက်ရှာပေးသေးရပေါ့လိုက်ရှာပေးတော့သူ့ရဲ့ကျောင်းကဖြစ်ချင်တော့ Orchard Road နာမှာ Orchard ဆိုတော့ like middle of the city ဆိုတော့အိမ်ကြီးကအရန်ဆွေးကြည့်ရအဲ့တော့သူနောက်ဆုံးရသွားတဲ့အိမ်က airport နာမှာဆိုတော့သူတနေ့ကိုကျောင်းလာဖို့တနားရီကျော် MRT CB လာရတယ်နော်အဲ့ဒါကျတော့ဘာလို့လဲဆိုတော့သူကစောစောမရှာမိရသူက2ပတ်လောက်နေရောမှာဆိုတော့လုံအောင်ရှာပေးပါအောင်ဆိုတော့ကျွန်တော်ရှာပေးအောင်နော်အဲ့ဒါဟို housing crisis ရှိရထင်လားဒီမှာရှိရထင်တယ်လို့ပဲပြောရမယ်အကိုတယောက်ရှိရလေနယ်သာလန်မှာဆိုရင်တော့တေချာ housing crisis တော်တော်ကြီးရှိရကွာတော်တော်ကြီးရှိရမှာတော်တော်ကြီးဆိုတာသူဆိုရင်အဲ့ဟိုကလေအကြောင်းတက်ဖို့အတွက်အဲ့လိုမျိုးအိမ်ရှာတော်ကမှလေအဲ့ကျောင်းကမြန်ပတ်စံပေးပေါ့နော်အဲ့လိုမျိုးဟိုဖွင့်တာနဲ့တက်ဆို9မိနစ်လောက်ဆိုရင်အဲ့လိုမျိုးပြေသွားကွာဒီအိမ်ရှာတာတော်တော်ကြီးခက်တဲ့ဟာမျိုးပါဒီမှာရောအဲ့လိုမျိုးပြဿနာရှိရတဲ့ရှိရဒါပေမဲ့ရှာရင်တော့တွေ့ရပေါ့နော်အဓိကတော့ကျွန်တော်ထင်တာတော့ကိုကျောင်းသားမှာနီးရဲ့အိမ်တွေ့မှာရယ်တချို့လူပေါ်မှာလည်းမှုတည်ရပေါ့ကိုက roommate နဲ့နေနိုင်လား roommate နဲ့မနေနိုင်လားဒါမှမဟုတ်အခန်းရောလို့ aircon ရှိမှနေနိုင်တာလားပန်ကာရွေးရှိနေတာတချို့အိမ်နေကြတော့လည်းပန်ကာပဲရှိရတာနေနိုင်တော့လည်းအဆင်ပြေရပါနေနိုင်တော့ပတ်စံလည်းအလောက်သိမ့်မကုန်ပေါ့အဲ့ဒါအဓိကတော့အဲ့ဒါပေါ့ဒါပေမဲ့ကိုက flexible ဖြစ်တဲ့သူဆိုရင်တော့တိတ်ခက်တယ်လို့မထင်ဘူးရှာဝမ်းပြောပုံရဆိုရင်အဲ့လိုမျိုး smart choice ဖြစ်အောင်လုပ်ပြရတယ်ဝေးတဲ့နေရာဆိုတော့လည်းပိုတက်တာမယ်ဒါပေမဲ့လူတွေမှာဆိုတော့ဈေးပိုကြီးမယ်အဲ့မှာကြောင်းသွားလာတဲ့အချိန်နဲ့အဲ့အချိန်ပေါ်မှာတခြားကိုလုံနိုင်တာဘာရှိလဲဆိုတဲ့ဟာကိုနည်းနည်းချိန်တက်ရင်တော့အဲ့လိုမျိုးနေရတာပိုစီပဲဆိုတော့ကျွန်တော်ကလူထဲမှာကြီးပဲနေပြီးတော့လူထဲမှာနေရတယ်နေတာကြီးကိုပဲမတန်အောင်ကြီးနေနေဆိုရင်တော့တည်မှာတခြားဘာမှလည်းမလုပ်ဘာမျိုးဆိုရင်ကျတော့လူပြင်မှာနေရနည်းနည်းပိုအဆင်ပြေမယ်ထင်တာပဲဒါပေမဲ့ကြောင်းသွားလာရခုနကပြောဆိုမျိုးအချိန်ပေးရသွားတနားရီလောက်အပြန်တနားရီလောက်အဲ့လိုမျိုးပေးနေရတာရောတန်လားပေါ့ခုနအိမ်ချင်းလေးပဲရှိအဲ့တနားရီ2နာရီမှာကိုတခြားဘာလုပ်နေလို့ရလဲပေါ့ part time ပဲဖြစ်ပါဖြစ်အဲ့ဒါဆိုရင်က price ကဘယ်လောက်လောက်กว่าလဲ transport points transportation price ကအိမ်ဟာပေါ့အိမ်ကတော့ကျွန်တော်တေချာတော့မသိဘူးမျိုးလယ်မှာကျတော့ပြောရင်ကျွန်တော်ထင်တော့ကွန်ဒိုတွေများတယ်ကွန်ဒိုကတော့ပြောရခြင်းတယ်ပဲဈေးကတော်တော်ကြီးဥမာ 1k ပတ်ဝန်းကျင် 1k တက်ပိုများနိုင်တယ်ဟို950 rand နဲ့ဒါပေမဲ့ကိုက HDB ဆိုရင်မျိုးလယ်မှာမဟုတ်တဲ့ HDB ကတချို့ကနည်းနည်းဟောင်းနေတဲ့ HDB ရှိရမှာနည်းနည်းကြားတဲ့ HDB အဲ့ဒါဆိုရင်တော့တိတ်မဆိုးဘူးပေါ့ဥမာကျွန်တော်ထင်တာတော့800 600ဆိုရင်တော့နည်းနည်းစုံမယ်ထင်တယ်အဲ့ဒါပေါ့ပြီးတော့ transport wise ဆိုရင်တော့ကိုက poly တက်တယ်ဆိုရင် government ဆိုရင်ကိုဒီကျောင်းသား commission ကပ်ပေးတယ်အဲကျောင်းသား commission ကကိုဘယ်လောက်တော့ဘယ်လောက်ဝေးတော့အများဆုံး70 cents ပဲကိုကအဝေးနေလဲ
77ကျော်လဲ77ပေးရမှာအဲ့လိုမျိုးဆိုရင်တော့ ဟုတ်တယ်နော်โอเค ပြီးတော့ travel time ကလည်းအဲ့ဒါကိုကအသုံးချနိုင်အဆင်ပြေဥပမာတနားရီသွားမယ်ဆိုရင် MRT ပေါ်မှာစာဖတ်တာပဲဖြစ်အစာ revision လုပ်တာပဲဖြစ်အဲ့ဒါဆိုတော့တော်တော်စိတ် ခိုက်တယ်အဲ့ဟုတ်အခုဟိုဓာတ်လျှောက်လဲတာမှာကြည့်နေရတော့မှဟိုဗာလေဘတ်စကားလေးဘာညာသွားရဲဆိုတော့မှဘယ်လိုပြောရမလဲကောင်းမှဆက်လို့ရတဲ့ပုံစံမျိုးရှိပါတယ်သိရမလားဟို ရှိတယ်ကျွန်တော် မြန်မာလိုမျိုးလေးဘတ်စကားစီးရဲဆိုတော့လိုမျိုးမတည့်ရပြီးစီးနေရတယ်မရှိဘူးပြီးသွားရင် MRT တို့ဘာလို့မှလည်းနေရာရတယ်ကွာ ဟုတ်တယ် ဆိုတော့ထိုင်စရာနေရာရှိရင်ရကျွန်တော်လည်းကျောင်းသွားတိုင်းအဲ့လိုတချို့ကျောင်းသားတွေမှာကျောင်းသားအငယ်လေးတွေပဲဖြစ် university ကျောင်းသားတွေပဲဖြစ်စာလုံးတွေကစာအုပ်တွေဖွင့်ပြီးစာဖတ်နေရအများကြီးတွေ့တယ်ဆင်ပြေတယ်လို့ပါ ဟုတ်အဲ့တော့လမ်းသွားနေလည်းဆက်လို့ရပါတယ်လို့ဒါလေးပြောချင်ပါတယ်โอเคအဲ့ဆိုရင်ဟိုမိုက်အခုနေခဲ့တဲ့တောက်လျှောက်အခုနှစ်ကျော်ပြီနှစ်ကျော်ပြီပေါ့နော်နှစ်ကျော်ပြီဆိုတဲ့ကာလမှာလိုမျိုးအကြိုက်ဆုံးဆိုဘာဖြစ်မယ်တဲ့ဒီမှာနေရတဲ့ living standard ဖြစ်တယ် living standard လို့ပဲပြောမှာတခြားအကုန်လုံးပေါ့ကြိုက်တဲ့ဟာတွေဆိုရင်ကြိုက်တဲ့ချက်တွေအကုန်ပြောလို့ရတယ် ကျွန်တော်ကကြိုက်တာကတော့ပြောရရင်ကျွန်တော်ခုထိဒီမှာနေရ2နှစ်လောက်ရှိပြီဆိုရင်ကိုယ့်ကို tourist ဆိုထင်တော့မှာဆိုတော့ tourist တွေကြိုက်တဲ့နေရာအကုန်ကြိုက်တယ်နော်ခုမှပြောရလို့မျိုးလေကောင်ဆိုလဲတိုက်တယ်အများကြီးရှိသူများရတော့မကြိုက်ဘူးဒီချဝဲပို့ကြိုက်ကျွန်တော်ကကျတော့technology ကြိုက်လို့လာတော့မသိလို့မျိုးလေကောင်သွားရကြိုက်တယ်ပြီးတော့တစ်ခါလေးမျိုးလေကောင်မှာအကြိုက်ဆုံးကတော့တကယ်သူတို့မှာဘယ်လိုရမလဲဆက်ရုပ်တွေရှိတာအဲ့လိုရဲဆက်ရုပ်ဆိုရင်လူတွေဘာလုပ်လဲအဆင်ပြေလားဆိုတော့ပတ်ကြည့်ရအဲ့လို မျက်စိမတွေ့ဘူးရှိလား ရှိတယ် ဟလာ monitor လုပ်တဲ့ဆက်ရုပ်တွေ ဟုတ်ပြီ အဲ့လိုတွေ့ရင်ကျွန်တော်တော်တော်သဘောကျရပါတော့အဲ့ဒါကြောင့်မျိုးလေကောင်တွေသွားတယ်လမ်းပတ်လျှောက်လဲခါကြတကယ်ချင်းနဲ့ coffee ဆိုင်သွားပြီးစာလုပ်တယ်အဲ့ဒါအဲ့ဒီ lifestyle ကိုကြိုက်နေတာကျွန်တော်အဲ့ဒါတော်တော်သဘောကျတယ် โอเคအဲ့မှာဟိုဒီမှာနေရတာအဲ့လိုမျိုးနည်းနည်းလေးပြင်းကြကောင်းတယ်လို့ခံစားရတာဟိုအများစုပြောဟိုဝိုင်းပြောဆိုမျိုးအဲ့လိုမျိုးတပတ်လောက်တော့ဖြစ်တယ်ဆိုတော့တလောက်ဆိုရင်လေကြာကုန်သွားပြီကွာဒီမှာအရင်မရှိတော့ဆိုတော့အဲ့ဒါရော used to ဖြစ်လာကိုကအရင်နဲ့အဲ့လိုမျိုးအပြင်သွားတာ enjoy ဖြစ်တဲ့သူဆိုရင်ဟုတ်တယ်ကိုကဒီကိုလာတာအပြင်သွားဖို့ပဲလာတာဆိုရင်တော့1 month ဆိုရင်ကြည့်ပါတော့နော်အဲ့လိုဟိုကိုရဲ့ mindset မှာပါငါစားလို့ဖို့လာတာဆိုရင်တော့ပြင်းဖို့မကောင်းဘူးဘာလို့ဆိုစားလို့နေအများကြီးလည်းတင်နေတိုင်းသွားပြတာမဟုတ်ဘူးဥမာတစ်ပတ်တစ်ခါသွားရဆိုရင်တော့မှ AC သွားလို့ရတယ်ပေါ့ပြီးတော့ဒီမှာattraction ကလည်းအများကြီးရှိရယ်ဈေးချိရလေးတခုပဲအဲ့ဒါကို sponsor ဆူထားပြီးသွားရပြီအဲ့လို motivation ရှိထားနိုင်စိတ်ကြည့်ပါဝိုင်းပြောဟုတ်တယ်ဒီမှာဟိုကျွန်တော်ဆိုပြင်ရန်သွားတာကြိုက်တဲ့သူမျိုးမဟုတ်ဘူးဒါပေမဲ့လို့ day to day နေရတဲ့ဒီကနေသွားတယ်အိမ်ကနေသွားတယ်အလုပ်သွားတယ်ပြန်လာတယ်အဲ့ဟာမျိုးလေးတွေမှာဟိုပတ်ဝန်းကျင်က enjoy ဖြစ်ဖို့ကောင်းတယ်ပေါ့နော်ဒီမှာဆိုလဲတစ်ပင်နေဘာတွေဟိုနေတဲ့နေရာကြောင့်လည်းပေါ့လဲဆိုအခုဒီကမ်းကျင်နေဆိုလဲစိုက်လို့စားဆိုရင်နီးလေးကွာနေရပုံစံမျိုးလေးတွေသဘောကျတယ်ပြီးွားရင်ခုနကဟိုသဘောကျတာတော့တနေရာနဲ့တနေရာသွားရင်မဝေးတာဟုတ်တယ်အဲ့ဒါတော့အရင်သဘောကျတယ်အရင်ဟိုအချိန်ရန် transportation အတွက်ကိုကအချိန်ပေးရတာတက်တာပဲပေါ့နော်အဲ့ဒါအရင်သဘောကျတယ်